ပေးရတဲ့ဈေးနဲ့ပြန်ရလိုက်တဲ့ quality ကတော်တော်လေးကောင်းတယ်ဒီဈေးနဲ့ဆို iPhone ပဲဝယ်မှာပေါ့ဆိုပြီးတော့လာမပြောနဲ့ iPhone မှာခေါက်ဖုန်းမရှိဘူးစတာပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ခေါက်ချိုးရာမထင်တဲ့ခေါက်ဖုန်းတစ်လုံးကို unboxing လုပ်ပေးမှာပါဆိုတော့ဒီလောက်ဆိုဘယ်ဖုန်းလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်ဟုတ်ပါတယ် Oppo ရဲ့ Find&6 ကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာပါဆိုတော့ဒီကောင်လေးကလောလောဆယ်နာမည်ကြီးနေရပေါ့နော်ခေါက်ရတုံးကမထင်တာနဲ့ပတ်သက်ပြီးတော့တော်တော်လေးလဲလူပြောများနေတယ်ဆိုတော့ဒီဖုန်းတွေမဟုတ်သေးပါဘူးသူ့ရဲ့Oppo AI Pen Kit လေးကိုပါတွဲပြီးတော့ကျွန်တော် unboxing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဖုန်းလေးရဲ့ဈေးနှုန်းကတော့လောလောဆယ်မှာ83သိန်းအထက်မှာရှိရပေါ့နော်ဆိုတော့ဤပညာကလည်းနောက်ဆုံးဖြစ်တာနဲ့အမျှဈေးကလည်းသိတော့မသိဘူးဆိုတော့ global version ဖြစ်နေတဲ့အခါကျတော့လည်းဈေးလည်းနည်းနည်းပို့ပြီးတော့မြင့်သွားအောင်ပေါ့နော်။ Okay ဆိုတော့ဒီနေ့ဗီဒီယိုအတွက်ထုံးစံတိုင်းပဲကျွန်တော် review နဲ့ကူညီပေးထားတော့ဖုန်းပါနေပြီးကူညီပေးထားတာပါ။တကယ်လို့ကဒီလိုမျိုးဖုန်းတွေဝယ်ခြင်းနဲ့ဆိုရင်ဒီလိုမျိုးဖုန်းမဟုတ်ပါဘူးတခြားဖုန်းအစုံပေါ့နော်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ review နဲ့ကိုကူညီပေးတဲ့ဖုန်းပါရဲ့ page မှာတော့ရောက်ဝယ်ယူအားပေးလို့ရပါတယ်။ဖုန်းပါရဲ့ page ကိုဘယ်လိုတော့မှန်လဲမဖြစ်ဘူးဆိုရင်ကျွန်တော်ရဲ့ caption မှာအပြန်အောင်လေးနဲ့ဖုန်းပါဆိုတဲ့စာလေးရေးထားပါတယ်။ဆိုတော့အဲ့စာလေးကိုထိလိုက်တာနဲ့ဖုန်းပါရဲ့ page ကိုရောက်သွားပါလိမ့်မယ်။ဒီမှာလည်း link ကိုကျွန်တော်စာတန်းလေးထိုးပေးထားပါတယ်။ဆိုတော့ကျွန်တော်တို့ unboxing ကဏ္ဍလေးစလိုက်ရအောင်။ဆိုတော့ဖုန်းကိုအရင်ဖောက်လိုက်တာပဲဖောက်မှာနော်ဆိုတော့ကျွန်တော်ဖုန်းလေးကိုအရင်ဖောက်လိုက်ပါမယ်ဒီနေ့မှာတော့ Oppo Find&6 ကလူပြောများတဲ့အထက်မှာတော်တော်လေးကို improve ဖြစ်လာတဲ့အချက်ကတော့ display ပေါ့နော်ဆိုတော့ခောက်ရမထင်နိုင်တဲ့ပတ်သက်ပြီးတော့တော်တော်များများကတော့ဒီ Find&6 လေးကိုချီကျူးထားတာကိုလည်းတွေ့ရပါတယ်ဆိုတော့ပထမဆုံးကကျွန်တော်တို့ okayဆိုတော့ဒီမှာကတော့ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်ခေါက်ဖုန်းနေဆိုရင် foldable phone မှာဘာညာ do not remove ဒီ screen protector မခွာဖို့screen ကိုမညှစ်ဖို့ဘာညာလေးတွေတော့သူထုံးစံတိုင်းပဲကျွန်တော်ရေးထားရပေါ့နော်ဆိုတော့ဒါလေးတွေကတော့ကျွန်တော်တို့ဖုန်းဟုတ်အရင်မထူဘူးပဲ okay ဆိုတော့ကျွန်တော်ပြီးမှဖုန်းကိုဆက်ကြည့်မယ်တခြားဘာတွေပါသေးလဲဆိုတော့ Oppo ရဲ့ Super Voice Chat ပါလာမယ်ဒီကောင်လေးက81နဲ့ပါဆိုတော့ထုံးကန်ထုတ်တာပဲဆိုတော့80 watt super voice charge ပါလာမယ်ပြီးတော့ကျွန်တော်တို့ထုံးစံတိုင်းပဲ super voice ကိုတွဲသုံးဖို့အတွက် type A to C adapter ကြိုးလေး charger ကြိုးလေးပါလာပါမယ်နောက်တခြားဘာတွေပါအောင်မလဲဆိုတော့ sim ပင်ကတော့ sim ejector ပင်ကတော့မပြောတော့ဘူးကျွန်တော်တို့ဒီမှာ safety guide ပါညာဟောအနောက်ဘက်ကအဝိုင်းပုံစံနေတာအဲ့အဝိုင်းပုံစံနေပေါ့ဆိုတော့ဒီမှာကျွန်တော် carbon case လေးပါရပါတော့ nice ဆိုပါသူ original case တွေက quality တော်တော်ကောင်းတာဟောအေးပါလေ380ကျော်အောင်ယူထားမှတော့ quality လည်းမကောင်းစရာအကြောင်းတော့မရှိပါဘူးပပလေးပဲသူရဲ့ original cover ကပါညာကတော့ကျွန်တော်ဒီ accessories တွေကိုတော့ပြီးမှကြည့်မယ်နောက်ထပ်ကျွန်တော်ဒီတစ်ခါတည်းပဲ AI Pen Kit လေးကိုဖောက်လိုက်မယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုဖောက်မယ်ပါလဲဒီထဲမှာဒီနှစ်မှာ Oppo Find&6 ကိုလူကြိုက်များသွားတဲ့အဓိကအချက်တွေထဲမှာအဲဒီ pen နဲ့တွဲသုံးလို့ရသွားတယ်ပါသွားရပါတော့ဆိုတော့ pen နဲ့ဟိုမှာသူကရှေ့ရောဒီအရှိဘက်က front display ကိုအတွင်းဘက်က display မှာပါဆို pen နဲ့တွဲပြီးသုံးလို့ရအောင်လုပ်ပြလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ AI Pen Kit တဲ့ okay ဒီတော့ Oppo ဖုန်းဘူးတွေကမကြက်စပူးနည်းနည်းခက်ကြက်တောင်ဖြစ်နေပါလားokay ဆိုတော့ဒီမှာဒါ Pen Kit ဒါလေးကတော့နည်းနည်းထူတယ်ဗျဒီနည်းမှာပါလို့လားမသိဘူးပေါ့နော်ဆိုတော့ဒီသူ original ဟိုနည်းနဲ့ original cover original နှစ်ခုလုံးကတော့ original cover ပါပဲဒါပေမဲ့ဒီကောင်လေးကနည်းလေးပိုထူတယ်ပြီးတော့သူ့ကိုသုံးဖို့အတွက်ကျွန်တော်ထုံးစံတိုင်းပဲ manual ပါလာမယ်ပြီးတော့ဒီမှာပင်လေးတွေလဲဖို့အတွက်ဇာကနာပုံစံလေးရယ်ပင်လေးအပိုလေးရယ်ပါလာမယ်ပြီးတော့ဆိုကျွန်တော်ဒီမှာပင်လေးပါလာမယ်ပေါ့နော်ဆိုတော့ပင်ကကျွန်တော်ဒီလိုမျိုးနော် magnet နဲ့ပဲဒါကိုဒီလိုထိမှတ်တယ်ဆိုတော့ဒါကတော့ဒါအရှိဘက်ကာဗာမပါဘူးပေါ့နော်အနောက်ဘက်ကာဗာပဲပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးပေါ့ဒီပေါ့အဲ့လိုပုံစံမျိုးပဲသူကဒီလိုမျိုးအရှိကဒီလိုဟာလေးဒီ frame တွေပါပြန်ကားရဟာလေးတော့မပါတော့ဘူးပေါ့နော်ဆိုတော့ AI Pen Kit ကတော့ဟုတ်ပါတယ်မပါပါဘူးတေချာအောင်လည်းထက်ရှာရသေးတယ် okay ဆိုတော့တကယ်ပဲခောက်ရမထင်တဲ့ဖုန်းလေးဖြစ်မလားဒါမှမဟုတ်နည်းနည်းပခောက်ရထင်တာလေးကိုဒိုင်ရှိုလေးကတ်တိုးလေးနဲ့ပဲနှမျောလိုက်တာဒီလိုလေးပဲကတ်ထုတ်လိုက်ဝိတ်လေးကတော့နည်းနည်းရှိတယ်ဒါတော့မှသူ225 gram ထင်တယ်မနစ်က Find&5 က229 gram Find&5 တဲ့ battery ပိုများသွားရယ်ဆိုပေမဲ့ weight လေးကတော့နည်းနည်းပိုပေါ်သွားရယ်ပေါ့နော်
ဒီရောင်လေးလည်းလှတာပဲဆိုတော့ဒါက titanium အရောင်လေးပေါ့နော် okay ဆိုတော့ဒီ color လေးလည်းလှတယ်နောက်ဘက်ကင်မရာအဝိုင်းကြတော့ချွန်းချက်အနေနဲ့တော့ထားလိုက်မယ်ပေါ့နော်တကယ်ကင်မရာလေးကိုအဲ့အဝိုင်းပုံစံနဲ့ဆိုင်တခြားပုံစံလေးပြောင်းစေခြင်းတယ် okay ဆိုတော့အတွင်းဘက်ဒီမှာကျွန်တော် lighting နဲ့ပြထားတာပေါ့နော်ခောက်ရာတကယ်ကြီးမထင်ဘူးဟာအပေါ် screen တွေပါရင်များအုပ်ထားသေးလားမအုပ်ထားတော့ဘူးမအုပ်ထားဘူးတကယ်ကြီးမထင်တာတကယ်ကြီးမထင်တာလို့ပြောရင်တော့ကျွန်တော်နည်းနည်းလိန်ရကြလိမ့်မယ်အရာလေးပပလေးတော့ဒါပေမဲ့ဟိုဒီလောက်ကလက်ခံတော်တော်လက်ခံပေးလို့ရတဲ့ပုံစံဖြစ်သွားပြီဒီမှာအဖြူအောင်ဆိုပိုတိတာရဗျလုံးဝမထင်တော့လောက်ပဲ nice ခေါက်ဖုန်းရဲ့ improvement ကတော်တော်ကျန်းလာပဲဒီ display ပိုင်းကိုအဓိကအကုန်လုံးက jewel ပိုင်းနေ display ပိုင်းနေမှာဒါခုနကကျွန်တော်ဒီ screen ဟိုနေ့မှာပါတဲ့ဟာလေးပေါ့နော်ဒီမှာ setup လေးတစ်ချက်လုပ်ကြည့်လိုက်မယ်wifi နေပါတော့ကျွန်တော်ထုံးစံတိုင်းပဲနောက်မှချိန်မယ်ဆိုတော့ fingerprint ကတော့ကျွန်တော်ထင်တယ် side mounted နဲ့ပဲလာမယ်ထင်တယ် okay ဆိုတော့ဟုတ်ပါတယ် fingerprint ကို side mounted နဲ့ပဲကျွန်တော်ဆိုတော့ဒီမှာ fingerprint ကို setup လေးလုပ်လိုက်မယ်ဆိုတော့ဒီဟာကတော့မလုံနိုင်ကြသေးဘူးပေါ့နော်ခေါက်ဖုန်းထုတ်တဲ့ company under display fingerprint နဲ့ဟုတ်ပါတယ်ကျွန်တော်မှတ်မိသလောက်ဆိုရင်တော့မလုံနိုင်ကြသေးဘူးထင်တယ် okay ဆိုတော့ကျွန်တော်တို့ fingerprint app ပြီးသွားပြီဆိုတော့ global version ဖြစ်တဲ့ Google service ဘာညာ Gemini နဲ့ပတ်သက်ပြီးတော့အကုန်သုံးလို့ရမယ် Oppo ကခုနောက်ပိုင်းသွားနေရလဲ AI ဘက် target ထားတာရယ်ပေါ့နော် AI ဘက်မှာလည်း Gemini ကဆရာကြီးဖြစ်နေဆိုတော့ Oppo phone နဲ့ global version ကပို့ပြီးတော့ရွေးလို့တော့ကောင်းတယ်ပေါ့နော် okay ဆိုတော့ ColorOS နဲ့ ColorOS 16နဲ့ ခေါက်ဖုန်းနဲ့ဘယ်လောက်ထိမိုက်နေလဲတစ်ချက်ကြည့်ရအောင်ဆိုတော့ဒီမှာဒါလေးဆွဲခိုင်းတယ် okay ဆိုတော့ဒီ display resolution တော်တော်ကောင်းတာပဲကျွန်တော်ထင်တယ်ဒီအတွင်းဘက်က display QHD လောက်နီးပါးဖြစ်သွားလိမ့်မယ်ထင်တယ်တကယ်ကိုခေါက်ရိုးမထင်ဘူးဗျမထင်သလောက်ပဲတကယ်ကိုမထင်တော့ပဲဒီမှာလက်နဲ့ဟိုကျွန်တော်တခြားခေါက်ဖုန်းတွေဆိုရင်ဒီလိုမျိုးဆွဲလိုက်တာနဲ့ဒီနှစ်ခုကြားမှာနည်းနည်းလေးဟို line လေးတော့ရှိရယ်ဒီကောင်မှာလုံးဝ line မရှိဘူးပေါ့နော်ကျွန်တော်အထင်ရဆိုရင်တော့ဒီကောင် hint နေပါပြောင်းလိုက်ပုံရတယ်ပေါ့နော်ဟုတ်တယ် jewel ဘက်မှာလည်းသူကအကျန်းပို့ခံသွားတယ် IP59 လောက်မသိဘူးဆိုတော့ဒီ hint နေပြောင်းလိုက်တဲ့ဟာဒီ display မှာသွားပြီး effective ဖြစ်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော် device to hot features and available တယ်ဘာမှတော့မလုပ်ရသေးဘူးဒီမှာကြည့်အောင်ဒီမှာလည်းပူလည်းမပူနေဘူးဖုန်းကသိလားပူနေရလူကပူနေတာချွေထွက်နေပြီ device to hot features video color boost and image shape banner နဲ့ပေးသုံးပြီပေါ့နော်အခုမှပေးသုံးတာဆိုတော့ဒီဟာလေးပေးသုံးမယ်ဆိုတော့ဒီမှာအတွင်းဘက် display က8 inches ကျော်မှာပေါ့နော်ဒီအပြင်ဘက် display 6.6 inches ကျော်မှာ 8.82 လား 8.2 လားတော့မသိဘူးနောက်ပြီးအရှေ့ဘက်က 6.62 နဲ့ 6.62 ဖြစ်လိမ့်မယ်အပြင်ဘက် display က okay ဆိုတော့အတွင်းဘက် display ကတော့လုံးဝတကယ်ခေါက်ရိုးမထင်ဘူးလို့ကိုပြောလို့ရလောက်တဲ့အထီကိုတော်တော်လေးကောင်းတယ်ဒီအပြင်ဘက် display လဲ quality ကမဆိုးရောအေးဘယ်ဆိုးမလဲ83သိန်းအောင်မဆိုးတော့လဲဟေးပေါ့ပေးရတဲ့ဈေးနဲ့ပြန်ရလိုက်တဲ့ quality ကတော်တော်လေးကောင်းတယ်ဒီဈေးနဲ့ဆို iPhone ပဲဝယ်မှာပေါ့ဆိုပြီးတော့လာမပြောနဲ့ iPhone မှာခေါက်ဖုန်းမရှိဘူးစတာပါ okay ဆိုတော့ကျွန်တော်ဆက်ပြီးတော့တခြားအပိုင်းတွေမှာဘယ်နေရာတွေ improve ဖြစ်လာလဲဆိုတော့ camera main sensor ကိုသူ200 megapixel ကိုပြောင်းပြီးတော့သုံးပေးလိုက်တယ်ပေါ့နော်ဆိုတော့သူ့မှာပါလာတွေက50 megapixel ultra wide 200 megapixel main camera 50 megapixel telephoto နဲ့နောက်ထပ်2 megapixel monochrome camera လေးကိုသူထည့်ပေးထားရပေါ့နော်ဆိုတော့ဒီ series camera ရော20 megapixel တွေကြီးပဲ performance ပိုင်းမှာလည်းသူ Qualcomm Snapdragon 8 Elite Gen 5ဖြစ်သွားပြီပေါ့နော်ဆိုတော့ performance ပိုင်းမှာ 30% လောက်ထိပို့ပြီးတော့တိုးသွားတယ်ဆိုတော့ကျွန်တော် camera လေးတစ်ချက်စမ်းကြည့်လိုက်အောင်ခုနကကျွန်တော်ပြောလိုမျိုးပေါ့နော်ဆိုတော့ camera ပိုင်းမှာတော်တော်လေး main sensor upgrade လုပ်လာတယ်ဆိုတော့ transmit အဲ့ရတော့ 2x နဲ့ပဲကျွန်တော်တစ်ချက်details ရတယ်မှာချင်းခေါင်းပေါ်မှာမျက်လုံးနဲ့အောင်နည်းနည်းတော့မမြင်ရတဲ့ဟာကြီးဒီအမွှေးကြီးပါလာကင်မရာမှာမြင်ရလားမသိဘူးချစ်စင်ဆိုတော့နောက်ထပ်တစ်ခုလောက်တော့ထပ်ရိုက်ကြည့်လိုက်အောင်ကျွန်တော် testing ရုပ်ကလေးခေါက်ဖုန်းတွေလည်းချွေးတော်တော်ပြန်လာရာသီဥတုတော်တော်ပူအောင်တော့အကုန်လုံးကျမ်းမာရေးလည်း view site ကြပါဒီမှာဗီဒီယိုရိုက်နေတယ် lighting ထိုးတာအကြောင်းလည်းပတ်မှတ်ထင်တယ်တော်တော်ကြီးကိုလက်ပူနေတာချွေးရတောက်ချောက်ရိုက်နေတယ်ကိုစီးကြလာဆိုတော့ပုံပြတ်ပတ်မဲ့ဖြစ်နေ sorry ပါဆိုတော့ဒီမှာပြန်ပြောရရင်ဒီမှာဒီ details တွေတော်တော်မိုက်လာတယ်ဆိုတော့ခေါက်ဖုန်းတွေကအရင်တော့အဲ့လိုမျိုးမှာမျက်လုံးဆိုကြည့်အောင်ပြမကြုံအကွက်တစ်ခုချင်းစီကိုမြင်ဆိုတော့
ခေါက်ဖုန်းတွေကရင်တော့လိုမျိုးကင်မရာဘက်မှာမလစ်တော့ဘူးပေါ့နော်ပြီး battery ဘက်မှာလည်းသူကမိနစ်တုန်းက5600 ဒီနေ့ 6000 mAh ဖြစ်သွားပြီပေါ့နော်ဒီနေ့အောင်ဖြစ်တယ်ဒီတစ်ခေါက်6000 mAh ဖြစ်သွားပြီဆိုတော့ battery ဘက်မှာလည်း improvement တွေအများကြီးတွေ့လာရတယ်ဆိုတော့ကျွန်တော် audio လေးတစ်ချက်စမ်းကြည့်လိုက်မယ်haptic ကြီးကလည်း share ပဲအတန်ထွက်ကြီးကလည်း share ပဲဆိုတော့ဒီ file and 6ကတော့ကျွန်တော်လောလောဆယ် daily driver အနေနဲ့သုံးဖို့တေချာတလောက်ရှိသွားပြီပေါ့နော်ဘယ်လောက်ထိသုံးမလဲဆိုတော့ဖုန်းဘောက်ကိုပြန်ပေးခြင်းနဲ့စိတ်လေးပေါက်လာတဲ့ဒီတော့ခိုင်လိုက်အောင်မယ်ပေါ့နော်စပါကျွန်တော် review လေးလုပ်ပေးတော့ဖို့ရှိပါတယ်ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဈေးလဲကြီးရယ်ဆိုတော့တကယ်လို့ဝယ်မယ်ဆိုရင်ကျွန်တော်ကိုဘာတွေစမ်းပြရမလဲဆိုတော့ comment မှာမေးပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်